အားလုံးပဲမင်္ဂလာပါဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဆရာတော်မန်းအောင်ဇော်ထိုက်ကနေတဆင့်ဘုရားသခင်ရဲ့ပြင်ဆင်ပေးချက်ဝိဒါဒုံအဖြစ်ကိုးကွယ်ရတဲ့အခွင့်ကိုရရှိတဲ့အတွက်တကယ်ပဲဝမ်းမြောက်ပါတယ်ဘုရားသခင်ပြင်ဆင်ပေးခြင်းကြောင့်သာဖြစ်ပါတယ်ဒီနေ့ကျမအဓိကဝေမျှလိုတဲ့အကြောင်းအရာလေးကတော့ကျမတို့အားလုံးဘဝအသက်တာမှာပေါ့နော်တကယ်ပဲယုံကြည်သူခရိယန်တယောက်အနေနဲ့ရှိတဲ့စိတ်ထားလေးတစ်ခုပေါ့နော်ကျမတို့အမြဲတစေကြားဘူးတဲ့အရာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒါပေမဲ့လည်းတတိအမှုမဲ့အမတ်မဲ့ပေါ့နော်တတိလက်လွတ်နေမိတဲ့အခိုက်အတန့်တွေလည်းရှိကောင်းရှိမယ်အဲ့ဒီအခါမှာကျမတို့ရဲ့ရှိထိုက်တဲ့စိတ်သဘောထားလေးတစ်ခုကိုပြန်ပြီးတော့မှအတူတူကကျမကစလို့ပေါ့နော်တိဆောက်ခွန်အားယူဖို့ရဲ့အတွက်ဖြစ်ပါတယ်လို့ဒီနေ့ကျမတို့ကဘာကြီးမှာကြည့်မယ်ဆိုလို့ရှိရင်ကဘာကြီးမှာသတင်းတွေကိုနားဆွင့်လိုက်မယ်သတင်းတွေကိုကြည့်လိုက်မယ်ကြားရမယ်ဆိုလို့ရှိရင်ကဘာကြီးကထိလွယ်ရှလွယ်တဲ့ကဘာကြီးဖြစ်နေတယ်ပေါ့နော်အထိမခံကြဘူးလူတွေကအရန်ကို sensitive ဖြစ်ကြတဲ့အခြေအနေတွေဖြစ်နေရပေါ့နော်စကားလေးနည်းနည်းမှားတာနဲ့မှားလိုက်တာနဲ့ပြန်ပြီးတော့မှလျင်မြန်စွာပေါ့နော်ပြန်တုတ်ပြန်ဖို့ဆိုတာကပေါ့နော်မကြဘူးပေါ့နော်ချက်ချင်းကိုပြန်ပြီးတော့မှတုတ်ပြန်ဖို့ရင်အစင်သစ်ဖြစ်နေတဲ့အနေအထားတွေဖြစ်တယ်ပေါ့နော်ကဘာကြီးရဲ့အနေအထားကိုကြည့်မယ်ဆိုရင်ကဘာသတင်းတွေမှာကြည့်မယ်ဆိုရင်လည်းကျမတို့တနိုင်ငံနဲ့တနိုင်ငံထိလွယ်ရှလွယ်အခြေအနေတွေကိုတွေ့ရတယ်နော်ပြီးရင်တနိုင်ငံနဲ့တနိုင်ငံအားပြိုင်မှုတွေရှိတယ်ကျမတို့မြန်မာပြည်မှာဆိုလို့ရှိရင်လည်းနေ့စဉ်နဲ့အမျှပေါ့နော်အဖွဲ့အစည်းတွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါ့နော်ကြားရတဲ့သတင်းတွေကဒီအဖွဲ့တစ်ဖွဲ့ကဒီနည်းနည်းပါးပါးတုတ်ပြန်မှုရှိလာရင်ကျန်တဲ့တစ်ဖွဲ့ကလည်းပြန်ပြီးတော့မှဒီဆိုးရွားတုတ်ပြန်ဖို့ရန်အတွက်ဝန်မလေးဘူးပေါ့နော်အဲ့လိုမျိုးတွေအခြေအနေတွေဖြစ်နေတယ်ပေါ့နော်ချင်းချောက်ချင်းတွေမျိုးတွေ့ရတယ်ဆိုတော့ကျမတို့ကမ္ဘာနိုင်ငံမှာနိုင်ငံကြီးတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအထူးသဖြင့်ပေါ့နော်အားကြီးတဲ့လက်နက်တွေပိုင်ဆိုင်ထားတဲ့အခါမှာနိုင်ငံကြီးတွေကအားကြီးတဲ့လက်နက်တွေနော်ရှိတဲ့အခါမှာနိုင်ငံအသေးလေးတွေကိုဆိုရင်သူတို့မျက်စိထဲမှာမပြောပါလောက်ဘူးပေါ့နော်ဒီအားကြီးတဲ့နိုင်ငံတွေကလည်းအားနည်းတဲ့နိုင်ငံတွေကိုထိပါတာတွေရှိတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီနေ့အခြေအနေအရရက်ကိုကြည့်မယ်ဆိုလို့ရှိရင်ပြည့်စုံတဲ့သူတွေကဒီမပြည့်စုံတဲ့သူတွေကိုအထင်သေးခြင်းတွေအမျိုးမျိုးပေါ့နော်ကြွယ်ဝခြင်းတွေရှိလာတဲ့အခါမှာသူတစ်ပါးရဲ့အပြောဆိုအထိအခိုက်မခံနိုင်တော့တာတွေစသဖြင့်ပေါ့နော်ပြန်ပြီးတော့မှဆိုးရွားစွာတုတ်ပြန်ဖို့ရန်အတွက်ကသူတို့စဉ်းစားမနေတော့မြန်ဆန်တယ်ပေါ့နော်ဆိုတော့ဒီအရာတွေကိုတစ်ဖက်ကနေကြည့်မယ်ဆိုလို့ရှိရင်လည်းရုပ်ဆိုးအကြီးတန်းခြင်းတွေပူလောင်ခြင်းတွေနဲ့တော်တော်များများတွေ့နေရတယ်ပေါ့နော်တနည်းအားဖြင့်ဒီရဲ့စိတ်သဘောထားတွေကဘယ်ကနေစတင်လာတယ်လဲဆိုလို့ရှိရင်အင်အားကြီးတဲ့နိုင်ငံတွေဆိုရင်လည်းသူတို့မှာငါတို့မှာကြံတဲ့ဒီအင်အားသေးတဲ့နိုင်ငံတွေထက်တာလွန်တဲ့လက်နက်ပစ္စည်းတွေနော်ဒီဖြက်စီးနိုင်လောက်တဲ့စွမ်းအားတွေရှိနေလို့ဆိုတဲ့တနည်းအားဖြင့်မာနတရားပေါ့နော်မာနတွေပေါ့နော်မာနတွေရှိနေတယ်ဆိုတော့ဒီမာနတွေရှိတဲ့အခါမှာထောင်လွှားခြင်းတွေရှိလာတဲ့အခါမှာတနည်းအားဖြင့်ဒါကပိုင်ဆိုင်မှုတွေကနေစတာပေါ့နော်ငါနိုင်ငံမှာဒီလိုမျိုးလက်နက်ကရိယာပစ္စည်းတွေရှိတယ်ငါနိုင်ငံမှာဒီလိုဖွံ့ဖြိုးမှုတွေတိုးတက်မှုတွေရှိတယ်ဆိုတော့အားနည်းတဲ့နိုင်ငံတွေဆိုရင်သူတို့ကမျက်စိထဲမှာဘလို့မှမြင်မနေဘူးပေါ့နော်အဲ့လိုမျိုးတွေဆိုတော့အခြေခံအကြောင်းတရားကိုကြည့်မယ်ဆိုရင်ပိုင်ဆိုင်မှုတွေကနေစတယ်ပေါ့နော်ဆိုတော့လူတွေရဲ့စိတ်သဘောထားအရင်းခံကဘာဖြစ်လို့လဲဆိုရင်ကျမတို့မှာမာနဆိုတဲ့အကြောင်းတရားကနေစတင်တယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့တမန်ကျမ်းစာထဲမှာဒီကနေ့ကျမဝေမျှလိုတဲ့အဓိကကျမ်းစာရဲ့အခြေပြုကျမ်းလေးကိုကျမဖတ်ပြလိုပါတယ်သုတ်တန်ကျမ်းအခန်းကြီး7အငယ်1ဖြစ်ပါတယ်မာနထောင်လွှားသောအခါအဆက်ကွဲခြင်းဖြစ်တဲ့ဤစိတ်နှိမ့်ချသောသူတို့၌ကပညာရှိ၏တဲ့တမန်ကျမ်းစာကတော့တဲ့ပဲပေါ့နော်ရှင်းရှင်းလေးပဲနှစ်ကြောင်းလေးနဲ့ရှင်းရှင်းလေးလေးပြောတယ်မာနထောင်လွှားတဲ့အခါမှာအဆက်ကွဲခြင်းဖြစ်တတ်တယ်တဲ့စိတ်နှိမ့်ချတဲ့သူတွေကတော့ပညာရှိတယ်တဲ့တမန်ကျမ်းစာကတော့ရှင်းရှင်းလင်းလင်းပဲပြောထားတယ်ပေါ့နော်ဒီနေ့ဒီရဲ့တမန်ကျမ်းစာရဲ့ဒီစကားလုံးတွေကိုပေါ့နော် word study လုပ်ကြည့်တဲ့အခါမှာသူက
မာနဆိုတဲ့အရာထက်နှိမ့်ချခြင်းကိုနားလည်ဖို့ရန်အတွက်ပေါ့နော်နှိမ့်ချခြင်းသဘောစိတ်သဘောကိုရှိစေဖို့ရန်အတွက်သူကနှိုးဆော်ထားတာဖြစ်တယ်နော်ဆိုတော့မာနထောင်လွှားခြင်းကဒီအဆက်ကွဲခြင်းကိုဖြစ်စေတယ်စိတ်နှိမ့်ချရင်တော့စိတ်နှိမ့်ချတဲ့သူကတော့ပညာရှိတယ်ဆိုတာဖော်ပြထားတယ်ဆိုတာကတနည်းအားဖြင့်နှိမ့်ချခြင်းကိုသင်ယူတတ်စေဖို့ရန်အတွက်ကျမတို့ကိုဒီတမန်ကျမ်းစာကတွင်တင်နေတယ်ဆိုတာကိုတွေ့ရတယ်ဒီနေ့ဒီမာနာလို့ခေါ်တဲ့စကားလုံးပေါ့နော်သူကတော့အဓိကအားဖြင့်ဟေဘရဲစကားလုံးကနေဆင်းသက်လာတာဖြစ်တယ်ပေါ့နော်ဗမာလူဆိုလို့ရှိရင်တနည်းအားဖြင့်ဘောင်ကျော်တယ်တဲ့အတိတ်ပဲရတယ်ပေါ့နော်ဘောင်ကျော်တယ်ဒီနေရာမှာဘောင်ကျော်တယ်ဆိုတာဘယ်လိုမျိုးအဖြစ်နဲ့နားလေရတယ်လဲဆိုဖျားသခင်ကကျမတို့ကိုလူသားအဖြစ်ဖန်ဆင်းတဲ့အခါမှာဖျားသခင်ရဲ့ဖန်ဆင်းခြင်းတွေထဲမှာတတ်မှတ်ချက်တွေရှိတယ်ပေါ့နော်ဘောင်ရှိတယ်ပေါ့နော်သူ့ရဲ့ဘောင်ထဲမှာကျမတို့ကိုဖျားသခင်ကတတ်မှတ်ချက်တွေနဲ့ဖျားသခင်ကဖန်ဆင်းထားတယ်ဒါပေမဲ့အဲ့ဒီတတ်မှတ်ချက်တွေထက်ကျော်လွန်ပြီးတော့မှကျမတို့ကကိုယ်မှာရှိတဲ့အစွမ်းကိုယ်မှာရှိတဲ့တော်ချင်းတက်ချင်းကိုယ်မှာရှိတဲ့ပိုင်ဆိုင်ခြင်းတွေကိုကျမတို့ကဒီအရာတွေအပေါ်မှာထောင်လွှားလာတဲ့အခါမှာပြောရမယ်ဆိုရင်ဖျားသခင်ရဲ့တတ်မှတ်ထားပေးတဲ့အရာထက်ဘောင်ကျော်သွားတာပေါ့နော်အဲ့ဒီဘောင်ကျော်သွားတာအဲ့ဒါမာနဖြစ်တယ်တဲ့တနည်းအားဖြင့်ဒီနေရာမှာဖျားသခင်ကကျမတို့လူသားတွေကိုဖန်ဆင်းထားတာသူ့ရဲ့ဘောင်ထဲမှာဖန်ဆင်းထားတယ်ဒါပေမဲ့အဲ့ဒီရဲ့ဘောင်ကိုကျော်ပြီးတော့မှငါရဲ့အစွမ်းငါရဲ့အစငါရဲ့ပိုင်ဆိုင်ခြင်းငါရဲ့တော်ချင်းတက်ခြင်းဆိုတာဖျားရဲ့ဖန်ဆင်းခြင်းကိုကျမတို့ကဘောင်ကျော်လိုက်တာအဲ့ဒီဘောင်ကျော်လိုက်တာကမာနသဘောတရားပဲဖြစ်တယ်ဆိုတာကိုအဓိပ္ပာယ်ရတယ်ပေါ့နော်ဆိုတော့ဒါကတော့မာနရဲ့အဓိပ္ပာယ်နော်နှိမ့်ချခြင်းလို့လည်းပြောတယ်ဒုတိယဒီစာကြောင်းလေးမှာပေါ့နော်စိတ်နှိမ့်ချတော့သူတို့၌ကပညာရှိတယ်တဲ့တနည်းအားဖြင့်စိတ်နှိမ့်ချခြင်းဆိုတာ humility ပေါ့နော်ဒီစကားလုံးကကြတော့ဒီဗမာလိုအတိတ်ပဲဆိုလို့ရှိရင် तू ကမြေကြီးနဲ့ထိတယ်ဆိုတော့စကားလုံးပေါ့နော်မြေကြီးနဲ့ထိတယ်ဆိုတာဘာလဲဆိုဟိုးအောက်ဆုံးအခြေအနေထိစိတ်သဘောကလုံးဝနှိမ့်ချတယ်ဆိုတော့ဒီလိုမျိုးပေါ့နော်အတိတ်ပဲရတယ်တနည်းအားဖြင့်ဒီရဲ့နှိမ့်ချခြင်းဆိုတာကအထင်သေးခြင်းမဟုတ်ဘူးငါဆိုတာကမြေမုတ်ပဲဖျားသခင်ရဲ့ကျေးဇူးတော်၌ငါအသက်ရှင်နေရခြင်းဖြစ်တယ်ဖျားသခင်အခွင့်မပေးရင်ငါဆိုတာဘာမှမဟုတ်ဘူးဆိုတော့ကိုယ့်ရဲ့စိတ်ကဟိုးမြေကြီးအောက်အထိနှိမ့်ချထားတဲ့အတိတ်ပဲဖြစ်တယ်ပေါ့နော်အဲ့ဒီနှိမ့်ချခြင်းကအစစ်အမှန်အခြေအနေကိုယ့်ရဲ့အခြေအနေကိုကဖျားဖန်ဆင်းထားတဲ့မြေမုတ်ပဲဖြစ်တယ်ဖျားရဲ့ကျေးဇူးတော်ကြောင့်တာလေအသက်ရှင်နေရတဲ့အခွင့်ရရှိခြင်းဖြစ်တယ်ငါဆိုတာဘာမှမဟုတ်ဘူးဆိုတော့ကိုယ့်ရဲ့စစ်မှန်တဲ့အခြေအနေကိုသိပြီးဝန်ခံတတ်တော်သူအဲ့ဒါကနှိမ့်ချခြင်းရဲ့စိတ်သဘောဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ထိုကဲ့သို့သောနှိမ့်ချတဲ့စိတ်သဘောရှိတဲ့သူကတဲ့ပညာရှိတော်သူဖြစ်တယ်တဲ့သုတ်တန်ကျမ်းအခန်းကြီး7အငယ်1မှာဖော်ပြထားတယ်နှိမ့်ချတဲ့သူစီမှာပဲပညာရှိတယ်တဲ့ဒီနေရာမှာဖော်ပြတဲ့ပညာဆိုတာကကျမတို့ကျောင်းတွေမှာသင်ကြားရတဲ့စာအုပ်တွေကပေးတဲ့အသိပညာတွေမဟုတ်ဘူးပေါ့နော်လက်တွေ့ဘဝမှာဖျားသခင်အလိုတော်အတိုင်းမှန်မှန်ကန်ကန်စဉ်းစားတွေးခေါ်နေထိုင်တတ်တဲ့အရေးအချင်းပေါ့နော်ဒီနေ့တနည်းအားဖြင့်စိတ်နှိမ့်ချခြင်းစိတ်သဘောနဲ့အသက်ရှင်နေထိုင်တတ်ခြင်းကဖျားသခင်နှစ်သက်တဲ့အပြုအမူအတ္တတာဖြစ်တယ်ဆိုတာကိုသိကျွမ်းပြီးတော့မှအဲ့ဒီအတ္တတာနဲ့နေထိုင်တဲ့အခါမှာပညာရှိတော်သူဖြစ်တယ်ဆိုပြီးတော့မှဒီတမန်ကျမ်းစာကတွင်တင်ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့တမန်ကျမ်းစာထဲမှာကျမတို့ပြန်ကြည့်တဲ့အခါမှာပထမဆုံးတစ်ချက်အနေနဲ့ကျမတို့နားလည်ရဖို့ကမာနဆိုတာဖျားနဲ့ဝေးကွာစေတဲ့အရာဖြစ်တယ်ဆိုတာကိုကျမတို့မမေ့ဖို့လိုတယ်နော်နံပါတ်1တစ်ချက်အနေနဲ့မာနဆိုတာဖျားနဲ့ဝေးကွာစေသောအရာဖြစ်တယ်ကျမတို့အရန်သတိထားရတယ်နော်ကျမတို့မာနဆိုတဲ့အရာဝင်သွားတဲ့အခါကျရင်ဖျားနဲ့ဘသူနဲ့ဝေးစေတယ်လဲဆိုကျမတို့ကိုဖန်ဆင်းပိုင်တာတဲ့နော်ခုနကျမတို့အရှိမတချင်းနေဆိုသွားတယ်ဖျားသခင်ရဲ့ how great thou art ဖျားသခင်ဘယ်လောက်ကြီးမြတ်တယ်လဲပြီးရင်အတုတ်အပြန်ဖတ်သွားတယ်ဖျားသခင်ရဲ့ကြီးမြတ်ခြင်းမြေတစ်ပြင်လုံးမှာလောကစัจ java လာတစ်ခုလုံးမှာဖျားသခင်ကသာလင်ကြီးမြတ်တယ်ဆိုတာနော်ဝန်ခံထားတယ်ဒီနေ့တမန်ကျမ်းစာကလည်းဒီနေ့ကျမတို့ပြန်စဉ်းစားမယ်ကျမတို့ကမာနဆိုတာကျမတို့စီမှာဝင်သွားရင်ကျမတို့ကအဲ့ဒီအကြီးမြတ်ဆုံးသောနေရာကိုကျမတို့ကဖျားရဲ့နေရာဝင်ယူလိုက်တာပဲနော်ဆိုတော့တနည်းအားဖြင့်ဖျားနေရာရောက်သွားရင်ဖျားနဲ့ရန်သူဖြစ်သွားမယ်အဲ့တော့ဖျားနဲ့ဝေးစေတဲ့အရာကမာနဖြစ်တယ်ဆိုတာကိုကျမတို့ပထမဦးဆုံးတစ်ချက်အနေနဲ့စင်ကျင်ဖို့ရန်အတွက်တမန်ကျမ်းစာထဲမှာကျမတို့
ကဘာဦးကျန်းအခန်းကြီး7အငယ်1ကနေ6မှာရှိတဲ့အကြောင်းအရာလေးကိုကျမတို့အတူတူကနားလေ့လာဖို့ဖြစ်တယ်ကျမ်းစာထဲမှာမာမာနကြောင့်ကြဆုံးခဲ့တဲ့အထင်ရှားဆုံးဖြစ်ရလည်းဖြစ်တယ်ပေါ့နော်မာမာနကြောင့်အရန်ကိုမြင့်မာတဲ့မာမာနကြောင့်လူသားတွေရဲ့မာမာနကြောင့်ကြဆုံးခဲ့ရတဲ့အထင်ရှားဆုံးဖြစ်ရအဲ့ဒါကပေါ့နော်ဆိုတော့သူ့ရဲ့ဒီ context ကိုပြန်ကြည့်တဲ့အခါမှာနောအေခေရေလွှမ်းမိုးခြင်းပြီးလို့လူတွေကပြန်ပြီးတော့မှပွားများလာတယ်ပေါ့နော်နောအေခေမှာတော့ဖခင်ကရေလွှမ်းမိုးခြင်းနဲ့စီရင်လိုက်ပြီဒါပေမဲ့နောအေခေပြီးသွားတဲ့အခါမှာရေလွှမ်းမိုးခြင်းပြီးသွားတဲ့အခါမှာလူတွေကဒီကဘာမြေကြီးပေါ်မှာပြန်ပြီးပွားများလာတယ်တဲ့အားလုံးကဒါပေမဲ့အဲ့ဒီအချိန်မှာတဲ့လူသားတွေအားလုံးကဘာသာစကားတစ်ခုစကားတစ်မျိုးတည်းကိုပဲပြောကြတယ်သူတို့နေတဲ့အရက်ကရှိနာပြီးဒီမြေပြန့်လွင်ပြင်မှာသူတို့နေထိုင်ကြတယ်လို့သိရတယ်ပေါ့နော်ဆိုတော့ဒီသူတို့ကအဲ့ဒီအချိန်မှာဆိုလို့ရှိရင်အုတ်တွေကိုဖုတ်တယ်ကတ္တရာဈေးတွေကိုသုံးပြီးတော့မှကြီးမားတဲ့ရဲတိုက်ကြီးကိုစောက်ဖို့သူတို့တိုင်ပင်ကြတယ်နော်အုတ်တွေအစားသူတို့ကအုတ်တွေကြောက်တွေအစားနော်အင်္ဂတွေအစားကတ္တရာတွေကိုအစားကတ္တရာဈေးတွေကိုအဲ့လိုမျိုးပေါ့နော်ပြုတ်လုပ်ပြီးတော့မှသူတို့ဒီရဲတိုက်ကြီးတစ်ခုကိုသူတို့စောက်ဖို့ရန်အတွက်စီမံကိန်းသူတို့ project တစ်ခုလုပ်တယ်ပေါ့နော်ဒါပေမဲ့သူတို့အဲ့ဒီ project ရဲ့သူတို့ရဲ့ရည်ရွယ်ချက်က3ခုရှိတယ်တဲ့ပထမရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်เนาะကျမတို့ကဘာဦးကျန်းအခန်းကြီး7ကနေ6မှာဖတ်ရင်ရည်ရွယ်ချက်3ခုကိုတွေ့ရမယ်ပထမရည်ရွယ်ချက်ကဘာလဲဆိုရင်မိုးထီအောင်မြင့်သောရဲတိုက်ကိုတိဆောက်ကြစို့တဲ့เนาะဒါကဖះကိုစိန်ခေါ်တဲ့အကြီးဆုံးသောမာမာနပဲเนาะဖះဘုန်းတော်ကိုချီးမွမ်းဖို့ထက်သူတို့ရဲ့စွမ်းဆောင်ရည်ကိုပြသခြင်းနဲ့ရည်ရွယ်ချက်နဲ့သူတို့ဒီရဲတိုက်ကိုသူတို့စောက်ချင်တာဖြစ်တယ်เนาะဒါသူတို့ရဲ့ရည်ရွယ်ချက်နံပါတ်1မိုးထီအောင်မြင့်သောရဲတိုက်ကိုတိဆောက်ကြစို့ဆိုတာဒါဖះကိုစိန်ခေါ်တဲ့ပထမဦးဆုံးသောမာမာနဖြစ်တယ်ပြီးရင်ဒုတိယရည်ရွယ်ချက်ကဘာလဲဆိုရင်ငါတို့နာမည်ကြော်စောကြစေတဲ့เนาะတနည်းအားဖြင့်မိမိကိုယ်ကိုမိမိဗဟိုပြုတဲ့အတ္တစိတ်ပေါ့เนาะသူတို့နာမည်ကြီးဖို့ဒီရဲတိုက်အမြင့်ကြီးကိုသူတို့ဆောက်လိုက်လို့ရှိရင်ဟာဒီဘာဘူးလုံရဲတိုက်ကြီးကိုငါတို့ဆောက်လုပ်နိုင်တယ်ဆိုတဲ့ဒီကြော်စောဂိတ်တိဖြစ်ခြင်းပေါ့နော်နာမည်ကြော်ကြားခြင်းကိုသူတို့ကလိုချင်တဲ့အတွက်မိမိကိုမိမိကိုဗဟိုပြုတဲ့အတ္တစိတ်ဖြစ်တယ်ပေါ့နော်ဒါဒုတိယရည်ရွယ်ချက်ဖြစ်တယ်နော်တတိယရည်ရွယ်ချက်ကဘာလဲဆိုရင်မြေကြီးမျက်နှာပြင်တစ်ခုလုံးမှာကွဲပြားခြင်းမရှိဘဲနေကြစို့တဲ့ဖခင်သခင်ကသူတို့ကိုဖန်ဆင်းတဲ့ဒီရေလွှမ်းမိုးခြင်းပြီးတဲ့အခါမှာဘာသာစကားတစ်ခုတည်းကိုပဲပြောစေပြီးတော့မှတနေရာထဲမှာပဲစုဝေးပြီးနေစေခြင်းနဲ့ဆိုတာထက်ပေါ့နော်ဒီမျိုးမြေဒီကဘာမြေအနှံ့အပြားမှာကျင်လည်ပြီးတော့မှရှင်သန်နေထိုင်ခြင်းစေခြင်းတော့ဖခင်ဖြစ်တယ်မြေကြီးပေါ်မှာပြန့်နှံ့စေဆိုပြီးတော့မှဖန်ဆင်းတယ်ပေါ့နော်ဒါပေမဲ့သူတို့ကတော့ဖခင်ရဲ့ဖန်ဆင်းခြင်းထက်ကြော်လွန်ပြီးတော့မှငါတို့တွေအတူတူဒီရဲတိုက်ကြီးကိုတိဆောက်ပြီးတဲ့အခါမှာငါတို့တွေအတူတူနေကြစို့ဆိုပြီးတော့မှဖခင်ရဲ့အလိုတော်ဖခင်ရဲ့ဖန်ဆင်းခြင်းကိုစန့်ကျင်ပြီးတော့မှဖခင်ရဲ့စကားကိုနားမထောင်ဘဲနဲ့တနေရာထဲမှာပဲသူတို့စုဝေးနေဖို့သူတို့ကပြင်ဆင်ခြင်းဖြစ်တယ်ဖခင်သခင်အလိုရှိတာကတော့မြေကြီးတစ်ပြင်လုံးမှာနှံ့ပြားစေပေါ့နော်နှံ့ပြားနေပြီးတော့မှရှင်သန်စေခြင်းတယ်ဒါပေမဲ့သူတို့ကတော့တနေရာထဲမှာပဲစုဝေးပြီးနေဖို့သူကကြိုးစားတယ်အဲ့တော့သူတို့ရဲ့ရည်ရွယ်ချက်ကရှင်းရှင်းလေးပဲသူတို့နာမည်ကြော်ကြားဖို့မိုးတီအောင်မြင့်တဲ့ရဲတိုက်ကိုတိဆောက်ကြစို့ဆိုပြီးတော့မှသူတို့ရည်ရွယ်ချက်နဲ့သူတို့လှုပ်ဆောင်တဲ့အခါမှာနော်ဖခင်သခင်ရဲ့တုတ်ပြန်ချက်ကဘယ်လိုရှိသလဲဆိုရင်အခန်းကြီး7အငယ်9မှာထာဝရဘုရားသည်လူသားတို့တိဆောက်တော်မြို့နှင့်ရဲတိုက်ကိုကြည့်ရှုခြင်းကဆင်းသက်တော်မူ၏ဆိုပြီးတော့မှဖော်ပြထားတယ်ဖခင်သခင်ကလူသားတွေရဲ့စိတ်နှလုံးသားတွေကမာနတရားကိုမြင်တဲ့အခါမှာမြေကြီးပေါ်ကိုဒီကြည့်ရှုခြင်းကဆင်းသက်လာတယ်တဲ့နော်လူသားတွေနေတဲ့ဒီမြေကြီးကိုဆင်းသက်လာတယ်ဆိုတာတွေ့ရတယ်မာနကိုမြင်တဲ့အခါမှာဘုရားသခင်ဘာလုပ်လိုက်လဲပထမဆုံးစကားတွေကိုရှုပ်ထွေးစေတယ်သူတို့ကစကားတစ်မျိုးတည်းကိုပြောပြီးစိတ်တူကိုယ်တူဖြစ်နေတဲ့အတွက်ဘုရားသခင်ကတယောက်နဲ့တယောက်နားမလည်နိုင်တဲ့ဘာသာစကားတွေကွဲပြားအောင်ဘုရားသခင်ကလှုပ်ပစ်လိုက်တယ်ပြီးရင်လူစုခွဲပလိုက်တယ်စကားတွေနားမလည်တဲ့အခါမှာအလုပ်တွေဆက်လုပ်လို့မရတော့ဘူးတယောက်ကအုပ်သွားဖုတ်နေမယ်တယောက်ကတခြားအလုပ်ကိုလုပ်နေမယ်အဲ့လိုမျိုးပေါ့နော်တိုင်ပင်လို့မရတော့ဘာသာစကားတွေကွဲပြားသွားတဲ့အခါမှာသူတို့ရဲ့စီမံကိန်းကြီးနော်တနည်းအားဖြင့်သူတို့အဲ့ဒီနော်
Tower of Babel ကိုသူတို့ဆောက်လုပ်တဲ့သူတို့ရဲ့ project ကြီးကလုံးဝရပ်တန့်သွားတယ်ရပ်တန့်သွားပြီးတော့မှအဲ့ဒီနေရာမှာမြေကြီးမျက်နှာပြင်တစ်ခုလုံးမှာလူသားတွေကပြန့်လွင့်သွားကြတယ်နော်သူတို့စုစုစည်းစည်းနေကြမယ်ဆိုတာနေလို့မရတော့ဘုရားခင်ကသူတို့ရဲ့မာနကိုမြင်တဲ့အခါမှာစကားတွေကိုရှုပ်ထွေးစေတယ်တနည်းအားဖြင့်ဟေပြဲဒီစကားအရာပေါ့နော် Babel ဆိုတဲ့ဒီဘာဘူးလုံဆိုတဲ့အတိတ်ပဲ Babel ဆိုတဲ့အတိတ်ပဲက confuse ဖြစ်တယ်ပေါ့နော်ရှုပ်ထွေးခြင်းဆိုတဲ့အတိတ်ပဲရတယ်အဲ့ဒီဘုရားသခင်ကရှုပ်ထွေးအောင်လုပ်ပလိုက်တာနော်ရှုပ်ထွေးအောင်လုပ်ပလိုက်တယ်တယောက်နဲ့တယောက်စကားတွေနားမလည်တော့ဘူးသူတို့စီမံကိန်းကြီးပြတ်သွားတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျမတို့ကိုဘာကိုတွင်တင်တယ်လဲဆိုရင်မာမာနရဲ့အဆုံးသက်ကရှုပ်ထွေးခြင်းနဲ့ပျက်စီးခြင်းပဲဖြစ်တယ်တဲ့နော်ခုနကျမတို့ပထမဆုံးတစ်ချက်ကမာမာနတရားဆိုတာဖះနဲ့ဝေးကွာစေတယ်ဒါပေမဲ့အဲ့ဒီမှာထပ်ပြီးသင်ယူရဖို့ရင်အတွက်ကမာမာနတရားရဲ့အဆုံးသက်ကရှုပ်ထွေးခြင်းနဲ့ပျက်စီးခြင်းကိုပဲဖြစ်စေတယ်ဒီနေ့ယုံကြည်သူတို့ရဲ့အသက်တာမှာဖះကိုမေ့လျော့ပြီးငါဆိုတဲ့အရာကိုရှေ့တန်းတင်ရင်ကျမတို့ရဲ့စိတ်သဘောထားတွေပြောရမယ်ဆိုရင်ဘာဘူးလုံစိတ်တက်နော်ဘာဘူးလုံရဲတိုက်ကိုတီဆောက်နေတဲ့စိတ်တက်တွေနဲ့ပဲကျမတို့ကရှင်သန်နေတာဖြစ်မယ်အဲ့လိုရှင်သန်နေတဲ့ကာလပတ်လုံးကျမတို့အေးချမ်းမှုတွေမရှိဘူးငြိမ်းချမ်းမှုတွေမရှိနိုင်ဘူးကျမတို့တိုင်းပြည်မှာကမ္ဘာနိုင်ငံအသီးသီးမှာနော်မရှိနိုင်ဘူးဆိုတာကိုနားလည်ရတယ်ဆိုတော့ဒီနေ့နောက်ထပ်တစ်ချက်ကတော့မာနဆိုတာကြီးမားတဲ့အပြစ်ဆိုးကြီးတစ်ခုဖြစ်တယ်ဆိုတာကိုကျမတို့မမေ့လျော့ဖို့ရန်အတွက်ဖြစ်ပါတယ်ခရိယန်တချို့เนาะကျမတို့ခရိယန်တွေထဲမှာတောင်မှတချို့ကမာနတရားဆိုတာเนาะတခြားသောလူသက်တာသူ့မယားကျူးသူ့နေရာကိုပြစ်မှားတာသူ့ဥစ္စာကိုခိုးတာထိုကဲ့သို့သောပြစ်မှုကြီးကြီးတစ်ခုလိုမျိုးမထင်ဘူးမာနဆိုတဲ့အရာကိုလေကျမတို့တစ်ခါလေကြားလို့ရှိရင်မာနဆိုတာကောင်းတယ်လို့တောင်မှခံယူပြီးတော့မှမာနဆိုတာရှိတဲ့နေဆိုပြီးတော့မှတောင်မှအဲ့လိုမျိုးပေါ့နော်လွဲမှားပြီးတော့မှဒီမာနနဲ့ရှင်သန်နေတဲ့ခရိယန်တွေတောင်ရှိတယ်ပေါ့နော်ဆိုတော့မာနတရားကိုအပြစ်ကြီးကြီးမားမားလို့မမြင်ဘဲနဲ့တာမန်ဖြစ်တတ်ပါတယ်လူပဲမာနရှိမှာပေါ့ဆိုပြီးတော့မှတာမန်စိတ်နေစိတ်ထားတစ်ခုလိုမျိုးထင်တတ်တယ်ဒါပေမဲ့တမန်ကျမ်းစာကမာနတရားကဖျားသခင်အမုန်းဆုံးဆိုတဲ့အရာเนาะဆိုတာကိုတမန်ကျမ်းစာထဲမှာဖော်ပြထားတယ်ဆိုတာတုတ်တန်ကျမ်းအခန်းကြီး6အငယ်16ကနေ19မှာဖျားသခင်ဆက်ဆုပ်ယွန်ရှာတော်မူသောအရာ9ခုကိုဖော်ပြထားတဲ့အခါမှာပထမဦးဆုံးနံပါတ်1မှာရှိတဲ့အရာကဘာလဲဆိုရင်ထောင်လွှားသောမျက်နှာတစ်ပါးလို့ပြောထားတယ်ပေါ့နော်ဘုရားသခင်ဆက်ဆုပ်ယွန်ရှာတဲ့အရာ9ခုထဲမှာပထမဦးဆုံးအချက်ကဘာလဲဆိုရင်ထောင်လွှားသောမျက်နှာအင်္ဂလိပ်သမကျမ်းစာထဲမှာကျွန်မပြန်ကြည့်တဲ့အခါမှာသူက a proud look ပေါ့နော်တနည်းအားဖြင့်ကိုမာနထောင်လွှားပြီးတော့မှကိုစိတ်ကြီးဝင်ပြီးတော့မှသူများကိုကြတော့ look down ပေါ့နော်အထင်သေးတဲ့အကြည့်နဲ့ကြည့်တာကိုကြတော့ a proud look ကိုကြတော့ငါတော်တယ်ငါတတ်တယ်ငါဆိုတဲ့စိတ်ကြီးဝင်ပြီးတော့မှသူတစ်ပါးကိုကြတော့ဒီအထင်သေးတဲ့အကြည့်ပေါ့နော်ဒါကပထမဦးဆုံးနံပါတ်1နေရာမှာထောင်လွှားသောမျက်နှာတစ်ပါးဆိုတာဒီနေ့မာနဆိုတာအဆိုးဆုံးအပြစ်ဖြစ်တယ်ဖျားလဲအမုန်းဆုံးအယွန်ရှာဆုံးဖြစ်တယ်ဆိုတာကိုထည့်သွင်းရေးသားထားတယ်နောက်တုတ်တန်ကျမ်းအခန်းကြီး16 9မှာလဲနော်မာနကြီးသောသူအပေါင်းတို့ကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူ၏သူတို့သည်အသင်းဖွဲ့တော်လဲအပြစ်ဒဏ်နဲ့မလွတ်ရကြဆိုပြီးတော့မှတတိပေးထားတယ်ဒီမှာကျတော့အင်္ဂလိပ်သမကျမ်းစာထဲမှာဘယ်လိုပြောတယ်ခုနကကျတော့ a proud look လို့ရေးထားတယ်ဒီနေရာမှာကျတော့ proud in heart လို့ရေးထားတယ်စိတ်နှလုံးသားเนาะမာနကြီးတဲ့စိတ်နှလုံးသားဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့နော်ဆိုတော့မာနကြီးတဲ့စိတ်နှလုံးရှိတဲ့သူတွေကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတယ်လို့ရိုးရိုးလေးနားလည်လို့ရတယ်။နောက်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး4အငယ်6မှာထို့သောနှင့်အညီကျမ်းစာလာသည်ကထောင်လွှားစော်ကားသောသူတို့ကိုဘုရားသခင်စီတားတော်မူ၏စိတ်နှိမ့်ချသောသူတို့အားကျေးဇူးပြုတော်မူ၏ဟုလာတည်းတဲ့ဆိုတော့ဒီနေ့ကျမတို့ယုံကြည်သူတွေအနေနဲ့နားလည်ဖို့ရန်အတွက်ကဖျားသခင်ကမာနကြီးတဲ့သူတွေကိုစီးတားတယ်တဲ့စိတ်နှိမ့်ချတဲ့သူတွေကိုကျေးဇူးပြုတယ်တဲ့ပြောချင်တာကဘာလဲဆိုရင်မာနကြီးတဲ့သူတွေကိုကောင်းကြီးမပေးတဲ့အပြင်ရန်သူကဲ့သို့သတ်မှတ်ပြီးတော့မှတောင်မှစီးတားတဲ့ဖျားဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဒါပေမဲ့စိတ်နှိမ့်ချတဲ့သူတွေကိုတော့ကျေးဇူးပြုတော်ဖျားဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြထားတယ်ဒါကြောင့်မလို့ကျမတို့ယုံကြည်သူတွေအနေနဲ့ကိုမာနတက်လာတဲ့အခါတစ်ခါလေကြာရင်
ကို့မှာမာနရှိတယ်ဒါပေမဲ့အဲ့ဒါလေးကအပြစ်မဟုတ်ပါဘူးဆိုပြီးတော့မှကျမတို့ခက်ပေါ့လေးပေါ့နော်ကြီးမားတဲ့အပြစ်မဟုတ်ဘူးဆိုပြီးတော့မှထင်ပြီးတော့မှမာနတရားနဲ့ဆက်ပြီးအသက်ရှင်မိတာတွေအမှုအမှတ်မဲ့ပေါ့နော်ဒီမာနတရားနဲ့ခံယူပြီးတော့မှကျင့်သုံးပြီးတော့မှအသက်ရှင်နေမိတာတွေရှိတယ်ဒါကြောင့်မလို့ကျမတို့ကိုမာနတက်လာတဲ့အခါမှာကိုယ့်ရဲ့မူလဘဝကိုပြန်တတိယတမန်ကျမ်းစာထဲမှာ113ခုမြောက်သောစာနာအပိုက်ငယ်9နဲ့10မှာအခုလိုပဲရေးသားထားတယ်ဆင်းရဲသောသူကိုမြေမှုန့်ထဲကကြွလျက်ငှက်မွတ်သောသူကိုနောက်ချေးပုံထဲကချီးမြှောက်လျက်မင်းသားတို့တွင်၎င်းမိမိလူတို့ကိုအုပ်ဆိုးသောမင်းတို့တွင်၎င်းနေရာပေးတော်မူ၏တဲ့ကျမတို့ပြန်တတိယဖို့ကကျမတို့ရဲ့မူလကပြောရမယ်ဆိုရင်အပြည့်ရဲ့အမိုက်ပုံကဲ့သို့သောနောက်ချေးပုံထဲမှာညစ်ပတ်နှိမ့်ကြတဲ့ဘဝထဲမှာရှိနေတာကျမတို့တွေကကျမတို့ရဲ့အရေးအချင်းကျမတို့ရဲ့တော်ချင်းတက်ချင်းတွေကြောင့်ဒီနေ့ခံစားရတဲ့ကောင်းကြီးတွေနဲ့ကျမတို့ရှင်သန်နေရတာမဟုတ်ဘူးကျမတို့နော်ဒါကြောင့်မလို့ကျမတို့ပြန်တတိယဖို့ကျမတို့ရဲ့မူလကပဲနေရမှာလဲနောက်ချေးပုံကဲ့သို့သောနေရာတွေကနေထာဝရဘုရားကသာကျမတို့ကိုရွေးကောက်ပြီးတော့မှမင်းသားတွေထိုင်ခွင့်ရတဲ့နေရာမှာကျမတို့ထိုင်ရတာပြန်စဉ်းစားဖို့လိုတယ်ခါလေးကျရင်ကျမတို့ရဲ့စိတ်ထဲမှာမာနတွေနော်ကိုယ့်ရဲ့ပညာကိုယ့်ရဲ့ယာတုကိုယ့်ရဲ့ဂုဏ်တရက်ကိုယ့်ရဲ့စီးစိမ်ဒီအရာတွေပေါ်မှာကျမတို့ကထောင်လွှားနေမယ်ဆိုရင်ကျမတို့ပြန်တတိယရမှာကကျမတို့ကခုနကနော်နောက်ချေးပုံထဲကနေဖျားရွေးနှုတ်လို့သာကျမတို့ကလူသားတန်ဖိုးရှိတဲ့လူသားအဖြစ်နဲ့မင်းကြီးမင်းသားကဲ့သို့နော်ဒီနေ့ဖျားရဲ့သားသမီးဖြစ်ရခြင်းအခွင့်ကိုရရှိထားတာဆိုတာကိုတတိယဖို့လိုတယ်။ဒါကြောင့်မို့တမန်ကျမ်းစာထဲမှာကျမအင်မတန်မှသဘောကျတဲ့ဒီသူတယောက်ရှိရပေါ့နော်။သူကတော့ကျမတို့အားလုံးလည်းသဘောကျကောင်းကြနိုင်တယ်ပေါ့နော်။ယောဘပဲဖြစ်တယ်။သူ့ရဲ့အသက်တာမှာသူ့ရဲ့ပိုင်ဆိုင်ခြင်းတွေအားလုံးတရက်ထဲမှာဆုံးရှုံးသွားတဲ့အခါမှာသူကဘယ်လိုမျိုးဝန်ခံတယ်လဲဆိုရင်ငါရဲ့တော်ချင်းတက်ချင်းတွေကြောင့်ရထားတဲ့ပစ္စည်းဥစ္စာတွေဘာတစ်ခုမှမရှိဘူးထာဝရဘုရားပေးသနာတဲ့ရုပ်ရင်းထာဝရဘုရားမှာရှိစေဆိုပြီးတော့မှတော့ဝန်ခံနိုင်တဲ့အသက်တာဖြစ်တယ်နော်ဟာကျမအင်မတန်မှယောဘရဲ့အသက်တာကိုကြည့်တကယ်ခွန်အားရတယ်ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတဲ့အခါမှာသူရှာဖွေထားတဲ့အရာပတ်တဲ့အရာသူ့ရဲ့အာဟုတ်ချာသူ့ရဲ့ဟုတ်ဘူးဘုရားသခင်ပေးသနာထားလို့ဒါရရှိထားတဲ့အရာတွေဖြစ်တယ်ဆုံးရှုံးသွားရတဲ့အခါမှာလေသူကညီးတွားခြင်းမရှိဘဲနဲ့ထာဝရဘုရားပေးတယ်ထာဝရဘုရားပြန်ရုပ်သိမ်းတယ်ထာဝရဘုရားရဲ့နာမကဘာအဆက်ဆက်မင်္ဂလာရှိစေတည်းဆိုပြီးတော့မှတော့ချီးမွမ်းနိုင်တဲ့အထီပေါ့နော်အင်မတန်မှနှိမ့်ချသောအသက်တာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့အရာခတ်သိမ်းကဘုရားသခင်ပေးသနာခြင်းတာဖြစ်တယ်ဆိုတာကိုနောက်ထပ်တစ်ချက်အနေနဲ့ကျမတို့ခွန်အားယူဖို့ဖြစ်ပါတယ်ဒီယောဘတို့ခင်မှာဆိုလို့ရှိရင်မလွယ်လူတွေရဲ့အယူအဆကအမျိုးမျိုးရှိတယ်ပေါ့နော်ဒီသူတို့ရဲ့ကြွယ်ဝချမ်းသာခြင်းတွေကဖျားပေးတဲ့ကောင်းကြီးလို့သူတို့ယူဆတယ်လို့မျိုးပဲဆုံးရှုံးမှုတွေခံစားရတဲ့အခါကျရင်မလွယ်ဘူးဟာဒါကြိမ်ချင်းကိုခံရလို့ဖျားသခင်ရဲ့ကြိမ်ချင်းအမင်္ဂလာကိုခံစားရလို့ဆုံးရှုံးခြင်းကိုကြုံရတဲ့လူဖြစ်တယ်ဆိုပြီးတော့လည်းဝေဖန်ပြန်တယ်ဆိုတော့ဒီအချိန်မှာအသက်ရှင်ရတဲ့ယောဘကဆုံးရှုံးမှုတွေကိုကြုံရတဲ့အခါမှာသူ့အနေနဲ့ဖျားသခင်ဒါလေပေးတယ်ဖျားသခင်ပြန်ရုပ်သိမ်းတယ်ဖျားသခင်ဘုံကြီးပါစေဆိုပြီးဝန်ခံဖို့ကမလွယ်ဘူးဒါပေမဲ့သူ့ရဲ့နှိမ့်ချတဲ့စိတ်ကြောင့်သူကဝန်ခံနိုင်တယ်ဖျားသခင်ကကျမတို့ကိုခိတ္တပေးထားတဲ့အရာတွေဖြစ်တယ်ဒီနေ့ကျမတို့လောကကြီးမှာကျမတို့ရရှိထားတဲ့မိသားစုကျမတို့ရဲ့အတိုင်းအဝန်းကျမတို့ရဲ့ပညာကျမတို့ရဲ့စီးစိမ်ကျမတို့ရဲ့ဥစ္စာပန္နာတွေဆိုတာဖျားသခင်ခိတ္တခဏပေးထားတဲ့ကျမတို့ကိုဘန္နာဆိုးဖြစ်ပေးထားတဲ့ငှားရမ်းထားတဲ့အရာတွေဖြစ်တယ်ဆိုတာကိုယောဘကဲ့သို့ကျမတို့သိတယ်ဆိုလို့ရှိရင်ကျမတို့ဆုံးရှုံးခြင်းတွေကြုံရတဲ့အခါကြလို့ရှိရင်လည်းကျမတို့ကနှိမ့်ချတဲ့စိတ်နဲ့ကျမတို့ဝန်ခံနိုင်မှာဖြစ်တယ်ဆိုတာကိုနားလည်ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီနေ့ကျမတို့လက်တွေ့အသက်တာမှာကျမတို့ရဲ့အသက်ရှင်ရခြင်းကျမတို့ရဲ့ငွေကြေးဥစ္စာကျမတို့မိသားစုကျမတို့တာဝန်ယူရသမျှအရာခတ်သိမ်းကဖရာသခင်ပေးသနာခြင်းဖြစ်တယ်ဆိုတာကိုနှိမ့်ချစွာနဲ့ကျမတို့ဝန်ခံမယ်ဆိုလို့ရှိရင်ကျမတို့ဒီနှိမ့်ချတဲ့အသက်တာကိုဘုရားသခင်ကကျေးဇူးပြုမယ်ကောင်းကြီးပေးမယ်ဆိုပြီးတော့လေတမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့အခါမှာယောဘရဲ့အသက်တာမှာလည်းအဲ့ဒီကျေးဇူးအဲ့ဒီကောင်းကြီးကိုပြန်ပြီးခံစားရတယ်ဆိုတာကိုအတိအကျကျမတို့တွေ့ရတယ်ပေါ့နော်ဒါကျမအနေနဲ့တကယ်ကိုခွန်အားယူဆင်ခြင်မိတော့ပုံကိုဖြစ်ပါတယ်တမန်ကျမ်းစာတွေကပုံကိုဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ဒီနောက်ဆုံးအချက်အနေနဲ့ပေါ့နော်လောကကြီးမှာတဲ့ဘာကိုလိုအပ်နေလဲဆိုရင်လောကကြီးမှာလိုအပ်နေတာက
မာနတရားတွေမဟုတ်ပါဘူးလောကကြီးကလိုအပ်နေတာကနှိမ့်ချတဲ့စိတ်သဘောထားပိုင်ရှင်တွေကိုပဲလိုအပ်နေတာဖြစ်တယ်ဒီနေ့လူမှုအတိုင်းဝိုင်းမှာမာနတွေကသာလူတွေကိုပဏိပခတွေဖြစ်စေတာနော်ငြိမ်းချမ်းမှုတွေကိုပျောက်ဆုံးစေတာဖြစ်ပါတယ်ဒါပေမဲ့နှိမ့်ချမှုကသာလေအဲ့ဒီငြိမ်းချမ်းမှုတွေကိုဆောင်ကျဉ်ပေးတာဖြစ်တယ်ဒီနေ့လူမှုအတိုင်းဝိုင်းကျမတို့နေထိုင်တဲ့ကျမတို့မိသားစုကျမတို့ရှင်သန်ရတဲ့အသင်းတော်ကျမတို့နေထိုင်ရတဲ့ဒီနေ့လောကကဘာကြီးကနှိမ့်ချမှုရှိသောသူတွေကိုပဲလိုအပ်နေတာဖြစ်တယ်ဆိုတော့တမိုင်းဝင်အဖြစ်အပျက်ထင်ရှားတဲ့လက်တွေ့အဖြစ်အပျက်လေးကတောင်အာဖရိကရဲ့သမ္မတဖြစ်လာတယ်ပေါ့နော်ပထမဦးဆုံးသမ္မတဖြစ်တဲ့ Nelson Mandela ရဲ့အကြောင်းဆိုကျွန်မအရင်သဘောကျတယ်သူကလေဒီလူမျိုးရေးခွဲခြားမှုကိုတွန်းလှန်တဲ့အတွက်ကြောင့်မလို့နှစ်ပေါင်း28နှစ်တိုင်အောင်သူထောင်ကျခဲ့တယ်ပေါ့နော်သူထောင်ကျတဲ့အခါမှာသူ့ကိုညှဉ်းပန်းနှိပ်စက်တဲ့ထောင်မူးတွေပေါ့နော်ထောင်ပိုင်တွေရှိတယ်ပေါ့နော်သူရေတောင်းတောက်တဲ့အခါမှာတော့မှသူ့ကိုရေမပေးတဲ့အပြင်သူ့ကိုသေးပေါက်ချတာပေါ့နော်သူ့ရဲ့မျက်နှာပေါ်မှာပေါ့နော်သေးပေါက်ချပေးတဲ့ဒီထောင်မူးတွေနဲ့သူအပြင်မှာသူကထောင်ကနေလွတ်မြောက်ပြီးတော့မှသူတောင်အာဖရိကရဲ့သမ္မတဖြစ်တဲ့အချိန်မှာဒီပုံကိုယ်တွေနဲ့သူပြန်တွေ့တဲ့အခါမှာသူကတစပွဲတဲ့သူစားတောက်တဲ့အပြင်သူကဘာပြောလဲဆိုရင်ဒီတုတ်ပြန်ခြင်းပေါ့နော်လက်တုတ်ပြန်ခြင်းကလက်စားချေခြင်းမာနထားခြင်းတွေနဲ့တိုင်းပြည်ကိုတိဆောက်လို့မရဘူးနှိမ့်ချခြင်းခွင့်လွတ်ခြင်းတွေနဲ့ပဲလောကကဘာကြီးကိုတိဆောက်ဖို့ဖြစ်တယ်ဆိုပြီးတော့မှသူ့ရဲ့ခွင့်လွတ်ခြင်းနဲ့နှိမ့်ချခြင်းနဲ့တုတ်ပြန်မှုကတကယ်ပဲကဘာကျော်တဲ့အဖြစ်အပျက်ဖြစ်ခဲ့တယ်ပေါ့နော်လူမှုအတိုင်းဝိုင်းနေနဲ့သွေးကြောင်းစီးမဲ့ကပ်ဘေးကနေလဲလွတ်မြောက်စေခဲ့တယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီကဘာကျော်သိပ္ပံပညာရှင်ကြီးပေါ့နော် Albert Einstein ကလည်းဗာပြောလဲဆိုရင်ဒီသူကတော့ ego သဘောတရားအရာပေါ့နော်ဒီနှိမ့်ချခြင်းမာနနဲ့အသိပညာကပြောင်းပြန်အချိုးကြတယ်တဲ့မင်းမာတဲ့မာနတွေများနေလို့ရှိရင်မင်းရဲ့အသိပညာကနည်းနေလိမ့်မယ်တဲ့မင်းမှာမာနတရားတွေနည်းလေလေမင်းရဲ့အသိပညာကပို့ပြီးတော့မှတိုးပွားလေလေဖြစ်တယ်ဆိုပြီးတော့မှသိပ္ပံပညာရှင်ကြီးအိုင်းစတိုင်းကပြောခဲ့ပါတယ်ထိုနည်း၎င်းပဲခရစ်ယာန်ဓမ္မပညာရှင်ကြီးဖြစ်တဲ့ဆရာကြီး C.S. Lewis ကလည်းဗာပြောလဲဆိုရင်မာနနဲ့ပတ်သက်ပြီးမာနကတခြားအပြစ်တွေအားလုံးကိုမွေးထုတ်ပေးတဲ့အဓိကအပြစ်ဆိုးကြီးတစ်ခုဖြစ်တယ်မာနဆိုတာဘုရားသခင်နဲ့လုံးဝဆန့်ကျင်ဘက်စိတ်သဘောပဲဖြစ်တယ်ဆိုတာကိုပြောတယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့အနေနဲ့အဓိကပေါ့နော်ကျမတို့စံနမူနာယူရမယ်စိတ်သဘောထားပိုင်ရှင်ကတော့ဒါနောက်ဆုံးဇက်လိုက်ပေါ့နော်ဇက်လိုက်ကအခုမှလာမှာဇက်လိုက်ကတော့ဘာလို့လဲဆိုရင်ဖိလိပ္ပိဩဝါဒစာအခန်းကြီး1အငယ်9မှာရှိတဲ့ယေရှုခရစ်၌ရှိသောစိတ်သဘောကိုသင်တို့၌လည်းရှိစီပါအဓိကဇက်လိုက်မင်းသားကတော့သခင်ယေရှုခရစ်တော်ပဲဖြစ်တယ်ကျမတို့ယုံကြည်သူတဦးအတွက်မာနကင်းစွာအသက်ရှင်တတ်ဖို့အကောင်းဆုံးပုံသက်သေကတော့သခင်ခရစ်တော်ပဲဖြစ်တယ်เนาะဒါကြောင့်မို့တမန်တော်ရှင်ပေါလုကဖိလိပ္ပိဩဝါဒစာအခန်းကြီး1အငယ်9မှ10မှာဒီယေရှုခရစ်၌ရှိတဲ့စိတ်သဘောသခင်ယေရှုခရစ်တော်ကသူကဖျားဇာတိရှိတယ်เนาะဖျားဇာတိရှိတယ်လူဇာတိရှိတယ်ဖျားကဲ့သို့သောအခွင့်အရေးတွေသူ့မှာရှိတယ်ဒါပေမဲ့သူကဖျားဇာတိကိုစွန့်ပယ်တာမဟုတ်ဘဲနဲ့ဖျားဆိုတဲ့လုတ်ပိုင်ခွင့်အခွင့်အရေးတွေအားလုံးကိုသူကစွန့်နိုင်တယ်တနည်းအားဖြင့်ဒီနေရာမှာစွန့်လိုက်တယ်ဆိုတာကတွန်ချလိုက်တယ်တဲ့ဗမာလိုအတိတ်ပဲဆိုတွန်ချလိုက်တယ် empty ဖြစ်သွားတယ်ခွက်ထဲမှာရှိတဲ့ရေအပြည့်ရှိရင်အဲ့ဒီရေတွေကိုတွန်ချလိုက်တာဘာမှမရှိတော့တာဗလာနှစ်တိဖြစ်သွားတာ empty ဖြစ်သွားတာသခင်ယေရှုကသူ့မှာရှိတဲ့ဖျားဇာတိကိုစွန့်ပယ်တာမဟုတ်ဘဲနဲ့ဖျားကဲ့သို့သောအခွင့်အရေးအာနာဖျားကဲ့သို့သောလုတ်ပတ်တဲ့ဆိုတဲ့ကျမတို့ဒီနေ့လူတွေယွန်ရှာတဲ့တခိုးဓမြတွေကိုတက်ဖြတ်တဲ့ရုပ်ဆိုးအကြီးတန်းတဲ့ကားတိုင်မှာတော့မှသူကနှိမ့်ချခြင်းပုံတံကိုအဆုံးထိတောင်မှခံယူပြီးတော့မှသူကသူ့ရဲ့နှိမ့်ချခြင်းအသက်တာကိုသူပြသခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ဗလာဖြစ်ခြင်းမိမိကိုမိမိဗလာဖြစ်ခြင်းကဲ့သို့သူကခံယူသွားတယ်ပေါ့နော်ဒါကြောင့်ဂရိကျမ်းစာစကားလုံးအရဆိုရင်တော့ kenosis လို့အသုံးပြုတယ်ပေါ့နော်သူ့မှာရှိတဲ့ဂုံဒရက်ဖယားဂုံဒရက်ဖယားအခွင့်အရေးဖယားဘုံတကိုစီးစိမ်အကုန်လုံးကိုတွန်ချပြီးတော့မှဟိုးခုနကအရှိမပြောခဲ့တဲ့ humility ပေါ့နော်ဒီနှိမ့်ချခြင်းမြေကြီးအဆင့်ရောက်တဲ့အထိတောင်မှသူကနှိမ့်ချပြီးတော့မှဖယား
အဖြစ်ကနေအစေခံကျွန်တယောက်ရဲ့ဘဝကိုသူခံယူခဲ့တယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မလို့ကျမပြောချင်တာကလေဒီနေ့စัจ java လာကိုဖန်ဆင်းပိုင်တာတဲ့ဖယားကတော့မှသူ့ရဲ့ဂုံဒရက်တွေစီးစိမ်တွေဘုံတကိုးတွေကိုစွန့်လို့ပြီးတော့မှနှိမ့်ချမှုကိုပြတာဟိုးနောက်ချေးပုံထဲမှာဘာမှမဟုတ်တဲ့ကျမတို့လူသားတွေအချင်းချင်းကတော့ငါတော်လို့ငါတက်လို့ငါဆိုတဲ့မာမာနတွေနဲ့တယောက်နဲ့တယောက်ပြိုင်နေတနိုင်ငံနဲ့တနိုင်ငံပြိုင်ဆိုင်မှုတွေလုပ်တယ်ကျမတခါလေကြာရင်စဉ်းစားတယ်လူချင်းချင်းတွေမှာလေခါလေကြာရင်မာမာနတွေမြင်တဲ့အခါကျမလေရီမိတယ်တိလားကိုစိတ်ထဲရနေလေအော်ဖယားကတော့မှငါတို့ကိုးကွယ်ယုံကြည်တဲ့ဖယားကတော့မှသူ့ရဲ့ဖယားဖြစ်ခြင်းကိုနော်အားလုံးကို empty ဖြစ်အောင်လုပ်ပြီးတော့မှဗလာဖြစ်အောင်လုပ်ပြီးတော့မှအနှိမ့်ချကြုံအသက်ရှင်ပြခဲ့တာဒါပေမဲ့ငါတို့လူသားတွေကတော့ဘာဖြစ်လို့တယောက်နဲ့တယောက်မာမာနကြီးတွေနဲ့ငါဆိုတဲ့မာမာနကြီးတွေနဲ့ပြိုင်ဆိုင်နေရတာလေဆိုပြီးကျမတွေးပြီးလို့ရှိရင်လေရီလဲရီမိတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဒါကိုယ့်အတွက်စင်ချင်စရာဖြစ်ပါတယ်ဒီနေ့ကျမတို့နေ့စဉ်ဘဝမှာထိုဖရားရဲ့ကျေးဇူးတော်ကြောင့်တာလေကဲတင်ချင်းရထားတယ်ကျမတို့ယုံကြည်သူတွေကနေ့စဉ်ဘဝမှာဘာကြောင့်မလို့မာမာနတွေကိုဆက်ပြီးတော့မှဖက်တွယ်နေကြမှာလေဆိုတာကိုစဉ်းစားစရာဖြစ်ပါတယ်ဒါကြောင့်မလို့လက်တွေ့အသက်တာမှာကျမတို့နှုတ်ကပတ်တော်၌တည်ဆောက်ရမယ်နှုတ်ကပတ်တော်ကတော့ဇက်လိုက်ဖြစ်တဲ့သခင်ယေရှုခရစ်တော်ကဲ့သို့เนาะစိတ်သဘောထားကိုကျမတို့ပြုမှုလေ့လာသင်ကြားပြီးတော့မှလက်တွေ့အသက်တာမှာအသက်ရှင်ရှောက်လန်းဖို့ရန်အတွက်ဖြစ်တယ်ဒါကြောင့်မို့ကျမတို့အသက်တာအတွက်နော်ပြန်ပြီးတော့မှ reflection မိမိရဲ့အသက်တာမှာပေါ့နော်ပြန်ပြီးတော့မှတုတ်ပြန်မှုအနေနဲ့ပြန်ခံယူတဲ့အခါမှာဟိုးအရှိကနေကျမဝေမျှခဲ့တဲ့အတိုင်းပဲငါဆိုတဲ့စိတ်ဓာတ်ကိုရှေ့တန်းမတင်ပါနဲ့ငါဆိုတဲ့စိတ်ဓာတ်ကိုရှေ့တန်းတင်မိရင်ကျမတို့ပြန်တတိယမှာကဘာဘူးလုံရဲတိုက်ကိုစောက်တော်သူများဘာဘူးလုံစိတ်ဓာတ်ရှိတော်သူများကဲ့သို့ကျမတို့ကဖြစ်သွားပါလိမ့်မယ်အဲ့ဒါဆိုရင်ကျမတို့ရဲ့မိကုန်းကဆုံးရှုံးခြင်းနဲ့ပျက်စီးခြင်းရှုပ်ထွေးခြင်းတွေပဲဖြစ်လာလိမ့်မယ်ဆိုတာကိုကျမတို့သတိရဖို့ရအတွက်ဖြစ်ပါတယ်ပြီးရင်ဖခင်ရဲ့အလိုတော်တည်တာနဲ့အဓိကဖြစ်တယ်တနည်းအားဖြင့်ကျမတို့စူးစမ်းခြင်းတွေကျမတို့ရဲ့တော်ချင်းတက်ခြင်းအောင်မြင်ခြင်းတွေကကျမတို့ရဲ့စူးစမ်းမှုတစ်ခုတည်းကြောင့်မဟုတ်ဘဲနဲ့ဖခင်သခင်ရဲ့အလိုတော်ကြောင့်ဖခင်သခင်ရဲ့ကျေးဇူးတော်ကြောင့်တာလေဖြစ်တယ်ဆိုတာကိုနားလည်ပြီးတော့မှအရာခက်သိမ်းမှန်သမျှကဖခင်သခင်ပေးခြင်းကြောင့်တာဖြစ်တယ်ဆိုတာကိုနားလည်ဖို့ဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ကျမတို့ရဲ့စီးလုံးချင်းတွေကဥတီချက်မှန်ဖို့လိုတယ်ခါလေးနဲ့ကျမတို့ကလေစီးလုံးချင်းဆိုတာအင်မတန်မှကောင်းတယ် unity ရှိရင်ကောင်းတယ်လို့ကျမတို့ကဒီလူမှုအတိုင်းဝိုင်းမှာတော့ unity ဖြစ်တာကောင်းတယ်ပေါ့နော်ကောင်းတယ်ဆိုပြီးခံယူတယ်ဒါပေမဲ့ကျမတို့ခုနကဘာဘူးလုံရဲတိုက်မှာရှိနေတဲ့လူတွေရဲ့စီးလုံးချင်းကိုပြန်ကြည့်မယ်ဆိုရင်လေအဲ့လိုစီးလုံးချင်းကကောင်းမနေပြန်ဘူးเนาะကျမတို့အဖွဲ့အစည်းတွေကျမတို့အသင်းတော်တွေကျမတို့မိသားစုတွေမှာပြန်ပြီးဆင်ခြင်ဖို့သူတို့မှာရှိနေတဲ့စီးလုံးချင်းစိတ်ထားကကြတော့ဖခင်သခင်နဲ့ဆန့်ကျင်နေတဲ့စီးလုံးချင်းစိတ်ထားစိတ်သဘောထားဖြစ်တယ်ပေါ့နော်အဲ့တော့စီးလုံးချင်းဆိုတာစီးလုံးချင်းရှိတာကောင်းတယ်သို့တော်ညာလည်းပဲအဲ့ဒီစီးလုံးချင်းကိုပျက်စီးစေတဲ့အရာကမာနဆိုတဲ့စိတ်သဘောထားတွေနဲ့ကျမတို့ကစီးလုံးနေမယ်ဆိုရင်အဲ့ဒီစီးလုံးချင်းကဖခင်သခင်ရဲ့ဘုန်းတော်အတွက်ဖြစ်နေမှာမဟုတ်ဘူးเนาะခါလေကြလို့ရှိရင်ကျမတို့ကကိုဖြစ်စေချင်တာငါပြောတဲ့အတိုင်းဖြစ်ရမယ်ငါဖြစ်စေချင်တဲ့အတိုင်းဖြစ်လာရမယ်ဆိုပြီးတာသနာမှာလည်းရှိလာတဲ့အခါမှာလေငါဆိုတဲ့ဖြစ်စေချင်တဲ့စိတ်တွေငါဆိုတဲ့မာနတွေနဲ့အဲ့ဒီလူတွေပေါ့နော်စုလာတဲ့အခါမှာအဲ့ဒီရဲ့စိတ်ဓာတ်တွေနဲ့စုပြီးတော့မှလှုပ်ဆောင်တဲ့စီးလုံးချင်းတွေကဘုရားသခင်ရဲ့ဘုန်းတော်နာမတော်ထင်ရှားစေဖို့ထက်နော်တာသနာတွေအသင်းတော်တွေမိသားစုတွေအဖွဲ့အစည်းတွေမှာကွဲပြားခြင်းတွေကသာလေဖြစ်လာတယ်ဆိုတာကဒါဘုရားရဲ့ဘုန်းတော်ထင်ရှားစရာမဖြစ်လာဘူးပေါ့နော်ဒါကြောင့်မလို့စီးလုံးချင်းကဥတီချက်မှန်တဲ့စီးလုံးချင်းဖြစ်ဖို့ရန်အတွက်လည်းလိုအပ်တယ်ဆိုတာကိုကျမတို့သတိပြုဆင်ခြင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကျမတို့မာနဆိုတဲ့အပြစ်ဆိုးကြီးကိုစွန့်လွတ်ပြီးတော့မှကျမတို့ဒီကမ္ဘာလောကကြီးအတွက်အလင်းကိုဖြစ်စေမဲ့တည်ဆောက်မှုကိုဖြစ်စေမဲ့နှိမ့်ချခြင်းနဲ့ပြည့်စုံတဲ့စိတ်နှိမ့်ချသောသူကပညာရှိတယ်တဲ့တုတ်တန်ကျမ်းအခန်းကြီး7နဲ့အငယ်1မှာပြောထားတယ်ပေါ့နော်ဆိုတော့ဒီနေ့တကယ်ပဲဘုရားသခင်ရဲ့ရှေ့တော်မှာစိတ်နှိမ့်ချခြင်းအသက်တာနဲ့အသက်ရှင်ပြီးပညာရှိသောယုံကြည်သူများတယောက်ချင်းစီတိုင်းဖြစ်စေလျက်ဒီလောကကမ္ဘာကြီးအတွက်ဆက်လက်ပြီးထာဝရဘုရားအဖို့လို့ငါဘုန်းတော်နာမတော်ထင်ရှားစေသော
အလင်းကိုဆောင်ခြင်းပေးနိုင်တော့ဒီနေ့ဒီမှာဆိုရင်တော့ပြောရမယ်ဆိုရင်ကြုံရှာမှာရှိနေတော့အဝေးရောက်မိသားစုများအားလုံးဖြစ်နိုင်ကြပါစေလို့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးပါတယ်ကြားနာရတော့သူတယောက်ချင်းစီတိုင်းပေါ်ဘုရားရှင်သာ၍ကောင်းချီးပေးပါစေ